လူအယောက်တရာမှာကိုယ်စေ9ယောက်ကအောင်မြင်ရှင်တယ်တိုးတက်ရှင်တယ်ဒါပေမဲ့တခုကိုစလုပ်ဖို့ကြောက်ကြတယ်ဘာဖြစ်လို့လဲဆိုတော့လူများတွေဝေဖန်မှာကိုကြောက်ကြတယ်တချို့ကကြာရှုံးမှာကိုကြောက်ကြတယ်အဲ့လိုပဲပူပန်စရာတွေကိုတွေးပြီးတော့ဘာမှမလုပ်ပဲဒီတိုင်းရှိနေတဲ့လူတွေအများကြီးရှိတယ်တကယ်တော့အောင်မြင်ရှင်တယ်တိုးတက်ရှင်တယ်လူတွေထက်အမြင့်ကိုရောက်ချင်တယ်ဆိုရင်တခုကိုစလုပ်ဖို့လိုတယ်မစသဖြင့်ခမရကဘယ်တော့မှခမရရောက်ချင်တဲ့နေရာကိုဘယ်တော့မှရောက်မှာမဟုတ်ဘူးကျွန်တော်ဒီနေ့ပြောပြပေးမှာကတော့ခမရကို motivation တွေပေးမှာမဟုတ်ဘူးခမရကိုတခုခုစလုပ်ရှင်စိတ်ဖြစ်လာအောင်ကျွန်တော် story နဲ့ပတ်သက်ပြီးတော့ခမရတို့လေသင်္ကန်းစာတို့ယူလို့ရအောင် sharing လုပ်ပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တခုပြောချင်တာကကြတော့ကျွန်တော် YouTube channel ကိုလည်း subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကလူငယ်တွေအတွက်အကျိုးရှိတဲ့ content တွေအများကြီးတင်ပေးမှာမလို့ YouTube channel ကိုလည်းကြီးစုပြီးတော့ subscribe လုပ်ထားပေးဖို့ပြောချင်ပါတယ်တကယ်တော့အောင်မြင်ရှင်တယ်ဆိုရင်တခုကိုစလုပ်ဖို့လိုတယ်တချို့ကဖြစ်လိမ့်မယ်အလုပ်ရှိမယ်ဒါပေမဲ့အားလိုက်ရှိတယ်အဲ့ဒီအားလိုက်ချိန်မှာတခုခုကိုစလုပ်ဖို့လိုတယ်ဥပမာဒီနေ့လို social media ခေတ်မှာ free အခမဲ့စနစ်တွေတက်လို့ရတယ် seminar တွေတက်လို့ရတယ် join လို့ရတယ်ဟာတွေစနစ်တွေအများကြီးရှိတယ်အဲ့ဒီ join လို့ရတဲ့စနစ်တွေကိုခမရကတက်မှရမယ်အဲ့ဒါမှခမရကသူများတွေကဘယ်လိုစူးစမ်းနေကြလဲသူများတွေကဘယ်လိုလုပ်ပြီးတော့ဘယ်လိုလို့စူးစမ်းနေကြလဲဆိုတာကိုခမရသိလာမှာပဲဖြစ်ပါတယ်ခမရကဒီအတိုင်းနေဘယ်တော့မှအောင်မြင်ကြီးပွားပြီးတော့တိုးတက်လာမှာမဟုတ်ဘူးသူများရဲ့အလုပ်ထိမှာပဲတစ်သက်လုံးကျွမ်းခံနေရမှာပေါ့ပြောရရင်လည်းရေးသေးပြောရင်တော့သူများအလုပ်ပဲတစ်သက်လုံးလုပ်နေရမှာလူတယောက်ဆိုရင်ကိုယ်ပိုင်ရေချက်ရေမဲချက်ရှိဖို့လိုတယ်ကိုယ်ပိုင်ရေချက်ရေမဲချက်ရှိတဲ့သူကဘယ်ရမလို့ရောက်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့သူကသူ့ရဲ့ရေချက်ရေမဲချက်ကိုရောက်ဖို့အတွက်အရာကိုပေးသက်ပြီးတော့ကြားရှုံးမှုတွေကိုကြော်ဖက်ပြီးတော့စူးစမ်းတဲ့အတွက်ဖြစ်တယ်ခမရတို့လေတခုခုကိုအောင်မြင်ရှင်တယ်တိုးတက်ရှင်တယ်ဆိုရင်တခုကိုစလုပ်ဖို့ဘယ်တော့မှမကြောက်နဲ့ခမရဖြစ်လိုက်မယ်လူငယ်တယောက်ဆိုရင်တခုခုစလုပ်ဖို့ဘယ်တော့မှကြောက်မနေနဲ့ခမရမှာ energy ရှိတယ်ခွင့်အားတွေရှိတယ်အများကြီးရှိတယ်ကြားရှုံးရင်တော့သင်ခန်းစာတွေယူပြီးတော့ပြန်စူးစမ်းရမယ်ဒီအသက်ငယ်ငယ်လေးမှာခမရမစူးစမ်းရင်ဘယ်တော့စူးစမ်းမှာလဲအသက်ကြီးမှစူးစမ်းရင်ခမရကနောင်တကြီးရလိုက်မယ်ခမရအခုလူကြီးတွေကိုသွားမေးကြည့်လိုက်သူတို့ဘာကိုနောင်တရလဲဆိုတော့အရှင်ကိုအလားတော့ဖြုံးတိလို့အဲ့ဒါပဲပြောလိုက်မယ်ခေါင်းထဲကကျွန်တော်ဦးလေးတယောက်ကိုမေးလိုက်တယ်ဦးလေးရဲ့ဘဝမှာဘယ်ဟာကိုနောင်တရလို့မေးလိုက်တော့အရှင်ကိုလို့ပြောတယ်အဲ့ဒါပဲအဓိကတော့အရှင်ကတော့အရေးကြီးတယ်အရှင်ကိုအကျိုးကြီးရှိအဆုံးချရင်ခမရတစ်ချိန်မှာအောင်မြင်လာမှာဖြစ်တယ်တကယ်တော့တခုကိုစလုပ်ဖို့လိုတယ်တခုကိုမစရင်ကိုယ့်ရဲ့ရေမဲချက်တွေဘယ်ဟာလဲဆိုတာတော့သိမှာမဟုတ်ဘူး Let me tell you my story bro ကျွန်တော်လေးကိုပိုင်ရေမဲချက်ဆိုတာတိတိကျကျမသိဘူးဒါပေမဲ့ကျွန်တော်ကအခု YouTube channel တခုဖွင့်ထားတယ်လူငယ်တွေအတွက်အကျိုးရှိတဲ့ content တွေတင်ပေးမယ်လို့ပြီးတော့ YouTube channel ကိုတင်နေတာ2လရှိပြီဒါပေမဲ့ view လေးအလောက်မရှိဘူး subscriber လေးနည်းနည်းပဲရှိသေးတယ်ဒါပေမဲ့ကျွန်တော်ကစူးစမ်းနေသေးတယ်ကျွန်တော်လည်းအခုအလုပ်တစ်ဖက်နဲ့လုပ်နေတာအားတဲ့အချိန်မှာပဲလုပ်နေတာသူများတို့လို့ full time လုပ်နေတာမဟုတ်ဘူးအားတဲ့အချိန်မှာကိုစူးစမ်းပြီးတော့ content တွေတက်ပြီးတော့လုပ်နေတာဘာဖြစ်လဲကြားရှုံးရင်ပြန်ပြီးတော့စူးစမ်းလိုက်လူတိုင်းကအမားနဲ့မကင်းဘူးအမားများလုံးမှာအ
အမားတွေကနေသင်္ကန်းစာယူပြီးတော့ပြန်ပြီးတော့စူးစမ်းရမှာတကယ်တော့စားမှာသုံးမဲ့ရှိတာအကုန်လုံးကသိကြလိုက်မယ်အစားရှိမှအလုံးရှိတာခမရကအစားတော့မလုပ်ချင်ရင်အလုံးကိုဘယ်လိုလုပ်ရောက်ပြီးတော့ရောက်လာမှာလဲအဲ့ဒါကြောင့်စားဖို့မကြောက်နဲ့တခုကိုဒီနေ့ကနေစားပြီးတော့စားဖို့မကြောက်နဲ့စားပြီးတော့ရင်လေကိုရောက်ချင်တဲ့ရေချက်ရမင်းချက်ကိုမရောက်မချမ်းဘယ်တော့မှမရက်နဲ့အဲ့လိုဆိုရင်ခမရတနေ့နေ့တော့ခမရရောက်ချင်တဲ့ရေချက်ရမင်းချက်ကိုကြောက်လာပါကိုကျွန်တော်ရေကြီးအမခံတယ်ပေးရမလို့စားဖို့ပဲလိုတာစားရင်စားရင်ပေးရမလို့သိလာမယ်ဥပမာပြောရင်အလုပ်တစ်ခုမှာပေါ့ပထမဆုံးသွားတဲ့အလုပ်မှာခင်ဗျာဘာလို့ရမလဲဘယ်လိုလုပ်ရမလဲဆိုတာဘာမှသိမှာမဟုတ်ဘူးတစ်ပတ်လောက်ကြာတယ်ခင်ဗျာကအဲ့ဒီအလုပ်မှာဘာတွေလုပ်ရမလဲဘယ်သူတွေနဲ့စကားပြောရမလဲဘယ်သူတွေကိုဘယ်လိုဆက်ဆက်ရမလဲဆိုတာကိုနည်းနည်းချင်းသိလာမှာပဲဖြစ်တယ်အဲ့ဒါကြောင့်ဘေးရမလို့တစ်ခုခုကိုပဲစပြီးတော့လုပ်လိုက်တော့ဒီနေ့ကနေစပြီးတော့လုပ်သွင်းလုပ်တော့ဒီဗီဒီယိုကိုမြင်လာတဲ့ခင်ဗျားကကန်ကောင်းတဲ့လူလို့သာမက်လိုက်တော့ခုပြောပြတော့တဲ့ဗီဒီယိုလေးထဲမှာအကြောင်းအရာအချက်လက်တွေကအကျိုးရှိတယ်ဆိုရင် like ပေးပြီးတော့ comment မှာလေးဝေဖန်အကြံပေးနိုင်ပါတယ်တခြားလူတွေသိအောင်လို့လေ share ပေးဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်